လွန်ခဲ့တဲ့64ကဘာတုန်းကဗိဒ္ဓရဘုရားရှင်လောကမှာပွင့်တဲ့အချိန်ဒီဩတ္တိယမထေအလောင်းအလျာကစန္ဒဘာကမြစ်ထဲမှာမိချောင်းသွားဖြစ်တယ်မိချောင်းဆိုတာအဟိတရိစ္ဆာန်နော်သူကအဲ့ဒီဘဝမှာမိချောင်းဖြစ်တယ်မြတ်စွာဘုရားကလည်းမနဲ့စောစောတတ္တလောကညံနဲ့ကြည့်တယ်တတ္တဝါတွေကိုညံနဲ့ကြည့်တာဘသူချော့ရမလဲဘသူပါရမီတွေလုပ်ခဲ့လဲဘသူကိုကိုယ်တို့ဖြစ်အောင်ချီးမြှောက်ရမလဲစသဖြင့်ဘုရားညံနဲ့ပိုက်စိတ်တက်ပြီးကြည့်တာအဲ့ဒီမှာဘုရားညံထဲမှာမိချောင်းကြီးဝင်လာအောင်ဩဒီနေ့ငါဒီမိချောင်းကြီးကိုချီးမြှောက်ရမယ်အဲ့တော့ဘုရားကရှာတော့မိချောင်းကြီးမတွေ့ဘူးလားတွေ့သွားတယ်အဲ့တော့ဒီပြိတ္တကိုလည်းဘုန်းကြီးမေးကြည့်မယ်နော်ဘုရားကကိုယ့်ကိုရှာတာရဲ့ကိုကဘုရားကိုလိုက်ရှာတာရဲ့ဘုရားကောင်းကြိုက်တာဖြေလို့ရဘာဖြစ်ချင်လဲပြောကိုကရှာခြင်းလားဘုရားကရှာစေခြင်းလားနော်ကိုကရှာရင်မသေးချဘူးဟုတ်တယ်မလားကိုကလိုက်ရှာတာအခုရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်ကြည့်လေဒီဘဝမှာဇက်ပွဲကြည့်ရင်နဲ့တန်ဝေကရတာသေတာရှိတယ်လို့မသေးတာရှိရမယ်အဲ့တော့မသေးတရားရှာမယ်ဆိုမသေးတရားဟောပေးနိုင်တဲ့ပုဂ္ဂိုလ်ဘုရားရှာထွက်တာပေါ့ဘသူစီရောက်သွားလဲသိသိဆိုတဲ့မိစ္ဆာဒိဋ္ဌိဆရာကြီးရှိရောက်သွားအဲ့ဒီဆရာကြီးကိုဘုရားထင်ပြီးတော့သူ့ဆုံးမတွေနားထောင်ကျင့်သုံးနေတာတော်တော်ကြားတယ်နောက်ဆုံးမှဒါဒီနည်းမဟုတ်နိုင်တော့ဘူးတို့နောက်ဆရာရှာကြစို့နောက်မှအဲ့လိုပြောင်းတာနော်အဲ့တော့ပြောချင်တာကကိုကရှာရင်ဒိဋ္ဌိကိုတောင်ဘုရားထင်ပြီးမှားနေတတ်တယ်နော်တချို့တွေအဲ့ဒီမှာအမှန်ကိုမရောက်ဘဲနဲ့ဒိဋ္ဌိဘဝနဲ့လမ်းဆုံးသွားတဲ့လူတွေအများကြီးပဲဒီနှစ်ယောက်ကတော့လက်ရရန်လက်ဝဲရန်ဖြစ်မှာဆိုတော့မမှားဘူးပေါ့အဲ့ဒီမှာမှားပြီးတော့နောက်အမှန်ကိုရောက်သွားတယ်အဲ့တော့ကိုကဘုရားကိုရှာရင်မှားတတ်တယ်မသေးချဘူးဘုရားကကိုယ်ကိုရှာရင်တော့မသေးချဘူးလက်သေးကြတာသေချတာဗောကဲဒါဆိုဘုန်းကြီးကစုပေးမယ်နော်စိတ်ဓာတ်ဒုက္ခလန္တကာရကမတွေဘုရားကရှာစေတည်းရှာဟောလားမပြောကြည့်ပါဦးဘုန်းကြီးစုပေးတဲ့နဲ့ရှာဟောလားမရှာဘူးနော်ဘာဖြစ်လို့ရှာတာလဲဘုရားဘု து ရှာတာလဲဆိုကိုယ်တူရှိသူကိုရှာဘု து ရှာဘု து တွေရှေ့ဘုရားတွေလက်ထက်ကကိုယ်တူလုပ်ခဲ့ပြီးတော့ဒီဘဝမှာငါနဲ့တွေ့တဲ့ဆုံတဲ့လဲကိုယ်တူဖြစ်အောင်ချီးမြှောက်တဲ့လဲနိဗ္ဗာန်ရောက်အောင်ဟောပြောပေးတဲ့လဲအဲ့ဒါဘုရားရှာတာနော်အဲ့တော့ဘုရားရှာတယ်ဆိုတာကိုယ်တူရှိသူကိုရှာတာကိုယ်တူရှိမှလည်းဘုရားကမြင်တာအဲ့တော့ဘုန်းကြီးတို့တရားဓမ္မတွေကဘုရားကကိုယ်ကိုရှာဖို့ကိုယ်ကိုမြင်ဖို့ဆိုရင်ကိုယ်မှာပါရှိတာကိုယ်တူရှိထားရင်မြင်တယ်နော်ဘယ်လိုကိုယ်တူမျိုးရှိထားရမလဲဆိုတာပြီးတော့ပြောမယ်ဒီဘုရားမြင်ဖို့အတွက်ဘယ်လိုကိုယ်တူမျိုးရှိထားရမလဲဆိုတာပြီးရင်ပြောမယ်အခုလောလောဆယ်ဒါလေးကိုထပ်ပြောမယ်ဘုရားကရှာတယ်မြင်တယ်အဲ့မှာဒီမိချောင်းကြီးကိုယ်တူရှိလို့မြင်တာနော်စန္ဒဘာကမြစ်ထဲမှာမိချောင်းတွေအများကြီးပဲဒီပြင်မိချောင်းတွေတကောင်မှမမြင်ဘူးဒီတကောင်ပဲဘုရားညံထဲမှာမြင်တာအဲ့တော့မိချောင်းအများကြီးရှိတဲ့ကဒီတကောင်ပဲမြင်တယ်ဆိုတဲ့ဒီတကောင်ပဲကိုယ်တူမရှိဘူးလားရှိတာကျန်တဲ့မိချောင်းတွေဟာအဲ့လိုကိုယ်တူမရှိခဲ့လို့မမြင်ဘူးအဲ့တော့ဒီမိချောင်းဘဝကိုလည်းကြည့်လိုက်တော့ကိုယ်တူရှိလို့ဘုရားကမြင်တယ်လို့မိချောင်းဖြစ်တာကိုယ်တူကြောင့်လားအကုသိုလ်ကြောင့်အကုသိုလ်ကြောင့်အဲ့တော့အကုသိုလ်ကြောင့်လည်းမိချောင်းဖြစ်တယ်ကိုယ်တူရှိလို့လည်းဘုရားကမြင်တယ်နှစ်မျိုးနော်ဘဝတန္တရာမှာအကျိုးပေးရင်အဲ့တိုင်းပဲအကုသိုလ်ကမကောင်းကျိုးသူ့သူပေးသွားတာတလိုက်မယ်ကိုယ်တူကလည်းကောင်းကျိုးသူ့သူပေးတာတလိုက်မယ်ဘုန်းကြီးတို့တရားဓမ္မတွေလည်းကိုယ်တူရောအကုသိုလ်နှစ်မျိုးလုံးမလုံလားလုံလားလောက်တဲ့တနေ့ကုန်သွားရင်ကြည့်တယ်အကုသိုလ်ဖြစ်လိုက်ကုသိုလ်ဖြစ်လိုက်အကုသိုလ်ဖြစ်လိုက်ကုသိုလ်ဖြစ်လိုက်နေတိုင်းဒါပဲနော်အဲ့တော့အကျိုးပေးတဲ့အချိန်ကျလည်းအကုသိုလ်ကလည်းဥယျာဉ်အဲ့မိချောင်းလိုပဲတိရစ္ဆာန်ဖြစ်ခြင်းဖြစ်သွားမှာပဲအဲကုသိုလ်တွေပါလာလို့ရှိရင်လည်းဘုရားကမြင်ပြီးခြေချွတ်တာမျိုးရှိမယ်နော်အဲ့တော့ကိုကဘာရှိထားဖို့လို့ကုသိုလ်ရှိဖို့လို့တယ်ဘယ်လိုကုသိုလ်လဲဆိုတာပြီးတော့ပြောမယ်နော်ဒီကဲဒီနေရာလေးမှာအဲ့ဒီစန္ဒဘာကမြစ်ထဲမှာမိချောင်းဘဝကိုဘသူကပြစ်ချအကုသိုလ်ကံပြစ်ချနော်ကဲမေးမယ်စိတ်ဓာတ်ဒုက္ခလမ်းတွေကိုဘသူကပြစ်ချပြောကုသိုလ်ကပြစ်ချတာပေါ့ဟုတ်တယ်မလားလူဖြစ်တယ်ဆိုတော့ကုသိုလ်ကြောင့်လေနော်လူဖြစ်တာကုသိုလ်ကြောင့်မိချောင်းဖြစ်တာကအကုသိုလ်ကြောင့်အဲ့တော့ကုသိုလ်ရှိလို့ကုသိုလ်ကြောင့်စိတ်ဓာတ်ဒုက္ခလမ်းတွေကိုပြစ်ချလိုက်တာ